ကြော်ညာဓာတ်ပုံလေးတွေဖန်တီးခြင်းလိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပုံလေးကိုဝက်စားလေးတွေပြောင်းလဲလုပ်ပြီးတော့ဖန်တီးခြင်းလိုပဲဖြစ်ဖြစ်စတိုင်ကြတဲ့ဓာတ်ပုံလေးတွေမှာစိတ်ကြိုက်ဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားလိုက်ပါနော်ကြော်ညာဓာတ်ပုံလေးတွေကိုကျွန်တော်တို့ဖန်တီးရမယ်ဆိုရင်ကျွန်တော်ကဒီမှာဒီ Pinterest ဆိုတဲ့ application ပေါ့နော်အဲ့ application လေးလိုမယ်နောက်ပြီးတော့ကျွန်တော်ဒီ VPN တစ်ခုလိုရမှာပေါ့နော်ကျွန်တော်ကတော့ဒီ VPN လေးနဲ့လုပ်ပြမှာပေါ့နော်ဒါမရှိသေးဘူးဆိုရင်ကျွန်တော်ဒီ Play Store မှာဒီအလွယ်တကူ download ရပါတယ်နော် Chrome browser ကတော့ကျွန်တော်တို့ဒါရှိမယ်လို့ထင်ပါတယ်နော် Chrome ကိုမဝင်ခင်ကျွန်တော်ဒီမှာဒီ VPN လေးကိုဖွင့်လိုက်မယ်ပေါ့နော် VPN ချိတ်လိုက်မယ်context ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ကျွန်တော်ပြီးရင်ကျွန်တော်ဒီမှာ Chrome ကိုသွားမယ်ပေါ့နော် Chrome ကိုသွားပြီးတော့ကျွန်တော်ကဒီမှာWish AI နဲ့လုပ်ပြမှာပေါ့နော်ကျွန်တော် Gemini မှာလည်းလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီ Wish AI ကပို့ပြီးတော့သုံးရတာပို့ပြီးတော့အဆင်ပြေတယ်ထင်လို့ပေါ့နော်ကျွန်တော်ဒီ Wish AI ဆိုပြီးတော့ရှာလိုက်မယ်ရှာပြီးတော့ကျွန်တော်ဒီမှာ Wish AI free ဒီ AI image generator ဆိုတာလေးကိုနှိပ်လိုက်မယ်try with AI ကိုနှိပ်မယ်ဒါမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီမှာ enter to ဆိုတာကိုနှိပ်မယ်ကျွန်တော်ကဝင်ထားပြီးသားမလို့ပေါ့နော်ဒီ account နဲ့ချိန်ထားပြီးသားမလို့ဒီတိုင်းတစ်ခါတည်းပေါ်တာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာစာသားထည့်ပြီးတော့တစ်ခါတည်းပုံထုတ်လို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမလုပ်ဘူးပေါ့နော်မလုပ်ဘူးဆိုကျွန်တော်တို့ကတပ်ပုံကိုကြော်ညာပစ္စည်းလေးတွေနဲ့တွဲပြီးတော့မှထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ adapt image ကိုနှိပ်လိုက်မယ်နော် adapt image နှိပ်လိုက်ကျွန်တော်ဒီမျိုးလေးပေါ်လာပြီပေါ့နော်ကျွန်တော်ဒီလက်တော့သမားတွေကတော့တခါတည်းဒါပေါ်ပြီးသားပေါ့နော်ကျွန်တော်တို့ဒီဖုန်းသမားတွေကတော့ဒီ adapt image လေးကိုနှိပ်လိုက်မှဒါမျိုးလေးပေါ်လာပါတော့ဒါမျိုးလေးပေါ်လာဆိုကျွန်တော်ဒီမှာဒီပေါ်ဆုံးမှာဒါ subject အကွက်ရှိတယ်ဒီမှာ sync အကွက်ရှိတယ်အောက်မှာ style ဆိုတဲ့အကွက်ရှိတယ်နော်ပုံလေးထည့်မယ်ပေါ့နော်ပုံထည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ subject မှာကိုယ့်ရဲ့ပုံပေါ့နော်ဒါမှမဟုတ် model ပုံထည့်မယ်ဆိုတော့ model ပုံပေါ့နော်ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမှာ Pinterest မှာသွားပြီးတော့မှကျွန်တော်တို့ပုံတွေထုတ်မယ်နော်Pinterest ကိုဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ account ဝင်ရမယ်ပေါ့နော် account ဝင်ရမယ်ဆိုဒီမှာ continue with Google ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ Gmail တစ်ခုနဲ့ရွေးလိုက်မယ်ပေါ့နော်ရွေးလိုက်ပြီဆိုရင်ဒီလိုမျိုးလေးရလာပြီပေါ့နော်ဒီကောင်ကလွယ်ပါတယ်နော်ဝင်ရတာပြီးရင်ကျွန်တော်ဒီမှာကိုရှာခြင်းတဲ့ဟာကိုဒီအောက်ကဒီမှာ search ဟွာလေးရှိရနော်အဲ့ဒါလေးကိုနှိပ်ပြီးတော့ရှာလို့ရပါတယ်နော်ဒီမှာဆိုရင်ကျွန်တော်ဗာရှာမကိုက model ကိုဒီထက်ကသုံးမယ်ဆိုရင်ကျွန်တော်ဒီမှာ model ပေါ့နော်ကျွန်တော်ရှာထားလေး model face ဆိုတာလေးကိုရိုက်ပြီးတော့ရှာလိုက်ရဒီမှာ model မျက်နှာလေးပေါ်လာမျိုးပေါ့နော်အဲ့ထက်ကမှကိုကြိုက်တဲ့ model တယောက်ရဲ့ပုံလေးကိုယူလိုက်ပေါ့နော်ယူမယ်ဆိုရင်ကျွန်တော်ဒီမှာဟောပေါ့နော်ကျွန်တော်ဒီပုံဆိုရင်ကိုယူမဲ့ပုံလေးကိုထောက်လိုက်ထောက်လိုက်ဒီလိုဖြစ်သွားရင်ဒီ asset လေး30ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ download image ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့image down ပြီးသွားပြီပေါ့နော် down ပြီးတော့ကျွန်တော်ဒီချက်ချက်ကလေးပြန်နှိပ်ပြီးတော့ဒီဘက်နဲ့ပြန်ထွက်ပေါ့နော်ထွက်ပြီးသွားရင်ကျွန်တော်ကနောက်ကိုရှာခြင်းရဆိုလဲရှာလို့ရပါနော်ဒီမှာကျွန်တော်ကတခုခုဒီမှာရေမွေးကြော်ညာလေးလုပ်ပြအောင်နော်ကျွန်တော်ရေမွေးလေးတစ်ခုရှာလိုက်မယ်ရှာပြီးတော့ရေဓာတ်ပုံလေးတစ်ပုံယူလိုက်မယ်ပေါ့နော်ဒါကြောင့်ဒီပုံလေးပဲယူလိုက်မယ်နော်ယူမယ်ဆိုဒီဆက်လေး30ကိုနှိပ် download image ကိုနှိပ်ဒါဆိုရင် down ပြီးပါပြီနော်ဒီကြက်ကလေးနဲ့ပြန်ထွက်ပြီးရင်ဒီဘက်လေးနဲ့ထွက်ပြီးရင်ကျွန်တော်တို့နောက်ပေါ့နော်ဒီ background တို့သူပုံစံ style ဟွာလေးတွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်ကဒီမှာ
ကြော်ညာတဲ့ပုံစံလေးပေါ့နော်model ပို့ကြော်ညာတဲ့ပုံစံလေးတွေကျွန်တော်ဒီမှာadvertising model ဆိုပြီးတော့ရှာလိုက်တယ်ပေါ့နော်ရှာလိုက်ရင်ကျွန်တော်ဒီမှာဒီမှာဆိုကိုနဲ့ live ဖက်မဲ့ဟာပေါ့နော်ရေမွေးဆိုရင်ရေမွေးကြော်ညာနေတဲ့ပုံလေးတစ်ပုံရွေးလိုက်ပေါ့နော်ကိုကအဝတ်စားတွေပါတွေဝတ်ခိုင်းမယ်ဆိုလည်းဝတ်စားဝတ်ပြတဲ့model ပုံလေးတစ်ပုံပေါ့နော်ဒါမျိုးလေးဖြစ်ဖြစ်ပေါ့နော်ဒီမှာကျွန်တော်ခုနတောင်းထားတာရှိရကျွန်တော်မတောင်းတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီကနေထွက်ပြီးတော့မှကျွန်တော်ခုန Chrome ကိုပြန်သွားမယ်Chrome သွားပြီးတော့ဒီ wish ကိုသွားမယ်ပေါ့နော်ဒီအပေါ်ဆုံးမှာကျွန်တော်ဒီအောက်ကဓာတ်ပုံ gallery ဟိုပုံစံလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီ file ဆိုတာကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ကဒီအပေါ်မြင်းသုံးချောင်းနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ gallery ဆိုတာလေးတွေ့လိမ့်မယ် gallery ကိုသွားလိုက်မယ်သွားပြီးတော့ကျွန်တော် model မျက်နှာပါတဲ့ပုံလေးပေါ့နော်ထည့်လိုက်မယ်ဒါမျိုးလေးအပေါ်မှာအမှန်ကြီးလေးရပြီဆိုရင်အဲ့ပေါ်မှာရပြီပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကိုကြော်ညာမဲ့ကိုရဲ့ brand ပေါ့နော်ကိုပစ္စည်းကိုထည့်မယ်ပြီး file လေးကိုနှိပ်မယ်ပြီးရင်ဒီမြင်းသုံးချောင်းနှိပ်လိုက်ဒီအောက်မှာ gallery ရှိတယ်gallery ရဲ့ကျွန်တော်ဒီရင်မွေးလေးကိုနှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီအောက်ကဒီ style ဘက်ကိုနှိပ်မယ် file ကိုနှိပ်မယ် gallery ကိုနှိပ်မယ်အဲ့ဆိုရင်ကျွန်တော်ဒီပုံလေးပေါ့နော်ရင်မွေးလေးကင်နေတဲ့ပုံလေးကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကွန်ပျူတာသမားတွေကတော့သူကတခါတည်းပေါ်ပြီးသားပေါ့နော်ကျွန်တော်တို့ကတော့ဒီဟိုဘက်ကိုပြန်ရောက်ဖို့တော့ဒီအပေါ်ကခြေကလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီတိုင်းဒီမြားလေးကိုပေါ့နော်နှိပ်ပြီးတော့ထုတ်လို့လည်းရဒီမှာစာလေးကိုကြိုက်တဲ့ပုံစံပေါ့စာလေးရေးပြီးတော့လည်းလောက်ခိုင်းလို့ရပါတော့ကျွန်တော်အရင်ဆုံးဒီတိုင်းလေးပဲအရင်ထုတ်ခိုင်းကြည့်ပါမယ်နော်ကျွန်တော်ဒီမှာ site မရွေးလိုက်ဘူးပေါ့နော်ဒီမှာ site ရွေးမယ်ဆိုရင်ကျွန်တော်ဒီအလဲက4000လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ1 to 1ပေါ့နော် Facebook ဆိုတော့1 to 1ပေါ့ဒီမှာဆိုရင်ကျွန်တော်က portrait က960ဒါမှမဟုတ်69ပေါ့နော်တခုခုရွေးပါနော်ကျွန်တော်ကတော့960နဲ့ပဲရွေးထားတာပေါ့နော်ပုံလေးရပြီပေါ့နော်ဖိပြီးတော့ဒီလို download image လည်းနှိပ်လို့ရနော်ဒီမှာပုံလေးရပြီပေါ့နော်ဒီပုံပေါ့နော်ဒီပုံရယ်ဒီပုံရယ်နှစ်ပုံဒါမျိုးလေးရပြီပေါ့နော်ကိုခုနကကိုထည့်ထားတဲ့ပုံ style နဲ့ဆင်တူတဲ့ဟာမျိုးလေးထုတ်ပေးတာပေါ့နော်ကျွန်တော်ဒီဘက်ကိုပြန်သွားမယ်ကျွန်တော်နောက်တစ်ခုထုတ်ကြည့်မယ်ပေါ့နော်နောက်တစ်ခုထုတ်ကြည့်မယ်ဒီ add image လေးကိုပဲပြန်နှိပ်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီကောင်ကို model ပုံတော့ကျွန်တော်မပြောင်းတော့ဘူးဒီအောက်ကဟာကိုပြောင်းလိုက်မှာပေါ့နော်ဒီမှာ delete လေးကိုနှိပ်လိုက်မယ်ပြီးဒီ model ဒီအောက်ကဟာကိုလည်း delete လေးနှိပ်လိုက်မယ်နှိပ်ယူရင်ကျွန်တော်ဒီမှာကျွန်တော်ကဒီမှာ engine ပေါ့နော်ဒီ engine လေးထည့်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအောက်ကဟာကိုကြတော့ဒီ model style ပေါ့နော် model style ရွေးလိုက်မယ်ပြီးဒီကြက်ချီကလေးနှိပ်လိုက်မယ်ပြီးဒီမြားလေးကိုနှိပ်လိုက်မယ်
ဒီမှာဆိုရင်ဒါသူဒီလိုလေးထုတ်ပေးတယ်ပေါ့နော်ကျွန်တော်ဒီသူအိမ်လေးဝစ်ပြီးတော့မှမျိုးလေးထုတ်ပေးတယ်ကျွန်တော်ဝစ်စားဝစ်ထက်ရောက်တဲ့လူတွေဆိုတော့ကိုယ့်ရဲ့အိမ်လေးကိုဒါမျိုးလေးဝစ်ပြီးတော့မှထုတ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့မှာဆိုရင်လည်းကိုကဒီမှာစာလေးနဲ့လည်းရေးပြီးတော့တခုခုကိုပြောင်းခြင်းတဲ့ဟာလေးတွေလည်းပြောင်းလို့ရတာပေါ့နော်ဒီမှာတခုကောင်းတာကျွန်တော်တို့ကပုံကိုစိတ်ကြိုက်ကိုမကြိုက်မချင်းထုတ်ခိုင်းလို့ရတယ်เนาะကျွန်တော်ဒီဓာတ်ပုံတော့ကသူက credit မဖြတ်ဘူးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာပြောင်းသွားပြီပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုတိုက်တဲ့ပုံထည့်ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်အဓိကတော့ကျွန်တော်ဒီမှာဒီ subject နေရာမှာကိုယ့်ရဲ့ model ပုံဖြစ်ဖြစ်ကိုယ့်ပုံဖြစ်ဖြစ်ထည့်မယ်ပြီးရင်ဒီဒုတိယမှာကိုယ့်ရဲ့ကြော်ညာမဲ့ product ကိုထည့်မယ်ဒီအောက်မှာကျတော့ဒီ style ပေါ့နော် style မှာကျတော့ကိုဒီနောက်ခံလိုချင်တဲ့ background လေးတွေနဲ့ကြော်ညာလူပုံစံလေးပေါ့နော်ပုံစံလေးထည့်မယ်ပေါ့နော်ထည့်ပြီးတော့မှကျွန်တော်ဒီမှာဘာစာမှမရေးပဲဒီတိုင်းထုတ်ခိုင်းလဲအဆင်ပြေရနော်ကျွန်တော် credit 440နော်ကျွန်တော်နောက်တစ်ပုံထပ်ထုတ်ကြည့်မယ်နော်ရောမရောဆိုတာသိအောင်လို့ကျွန်တော်ဒီချိုရည်ဘူးလေးထုတ်ခိုင်းလိုက်မယ်ဒီအောက်က style ကိုပြောင်းလိုက်မယ်ညာချိုရည်ဘူးကင်နေတဲ့ပုံလေးဖြစ်အောင်ပေါ့နော်မြားလေးကိုနှိပ်လိုက်မယ်ဒါမျိုးလေးထွက်လာပြီပေါ့နော်ကျွန်တော်ဒီမှာသူ့ရဲ့မူလကျွန်တော်ဘူးကလည်းပြောင်းမသွားဘူးเนาะကျွန်တော်စာတန်းနေပါတွေကလည်းဒါသူ့မူလဘူးတိုင်းပဲထွက်လာတယ်ပေါ့နော်ကျွန်တော်ဒါအားလေးကိုကျွန်တော်စေ့လိုက်မယ်เนาะစေ့ပြီးတော့ကျွန်တော်ဟိုဘက်ဂယ်လိုင်းမှာသွားကြည့်လိုက်မယ်ဖိပြီးတော့မှကျွန်တော်တို့ဒီ download image ကိုနှိပ်လို့ရเนาะဒီမြားလေးကိုနှိပ်လို့အဆင်မပြေဘူးဆိုကြော်ပြီးဒီမှာ credit ရော့လာတော့ကြည့်လိုက်မယ်မရော့ဘူးเนาะ440ကျွန်တော်တို့ကဒီမှာတခုကောင်းတာဒီမှာကျွန်တော်တို့ကဒီဓာတ်ပုံအတွက်ကcredit မဖြတ်ဘူးပေါ့เนาะကျွန်တော် free ရတဲ့free သုံးတဲ့လူတွေဆိုရင်ကျွန်တော်တို့ကဗီဒီယိုအတွက်credit 100ရတယ်ပေါ့เนาะဗီဒီယိုအတွက်5ပုဒ်စာရတယ်ပေါ့เนาะဓာတ်ပုံအတွက်ကသူက free ပါเนาะဓာတ်ပုံကိုမကြမ်းမချင်းဒီမှာပြောင်းပြီးထုတ်လို့ရเนาะအကြောင်း gallery မှာသွားကြည့်လိုက်မယ်ခုနကဒီမှာเนาะကျွန်တော်ဒီဘူးပုံစံအောင်မပြောင်းဘူးเนาะသူ့ရဲ့မူလပုံစံတိုင်းပဲဘာလို့ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ product လေးကိုစာတွေပါပေါ်စေချင်တယ်ဆိုရင်အသေးချာလေးတော့ရိုက်ပေါ့เนาะဒါဆိုရင်အဲ့လောက်ဆိုရင်တော့လုပ်လို့အဆင်ပြေမှာထင်ပါတယ်เนาะဗီဒီယိုထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒါရှစ်မှာလဲကျွန်တော် Wish AI နဲ့ဗီဒီယိုထုတ်နည်းမှာကျွန်တော်ပြခဲ့ပါတယ်ဒါလေးကိုထောက်လိုက်ရင်ဒီမှာanimate ဆိုတာလေးရှိတယ် animate ကလေးကိုနှိပ်ပြီးတော့မှဒီမှာတခုရှိတာကျွန်တော်တို့ကဒီ portrait size ဆိုရင်တော့ဒီမှာဗီဒီယိုထုတ်လို့မရဘူးပေါ့နော်ဒီလောက်ဆိုတော့ဒီဓာတ်ပုံထုတ်တာတော့ထုတ်လို့အဆင်ပြေလောက်ပြီထင်ပါတယ်နော်